ထိခိုက်ရှာနာတွေဖြစ်လို့ရှိရင်မေးကန်ကာကွယ်ဆေးထိုးဖို့မမေးကြပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မေးကန်ပိုးဝင်သွားတဲ့လူ10ယောက်မှာ1ယောက်ကအသက်ဆုံးရှုံးနိုင်ခြေရှိလို့ပါနောက်ပြီးတော့ကျွန်တော်တို့ဒီမေးကန်ယောဂါကိုကျွန်တော်တို့ပြောင်းကုသနိုင်တဲ့ဆေးကအခုချိန်ထိကောင်းကောင်းမပေါ်သေးဘူးဖြစ်လို့ပါအဲ့တော့ဘလို့အသက်ဆုံးရှုံးနိုင်တာလဲပေါ့နော်အဓိကတော့ဒီမေးကန်ပိုးကကျွန်တော်တို့ကြက်သားတွေကိုတောင့်သွားစေရပါတော့။ဥမာဘဲကြက်သားနေစပြီးတောင့်တာလဲဆိုကျွန်တော်တို့ဒီလေဘင်းမှာရှိတဲ့ကြက်သားတွေစပြီးတော့တောင့်တာပေါ့။အဲ့ဒါကြောင့်မလို့ပဲသူ့ကိုကျွန်တော်တို့မေးခံယောဂလို့ခေါ်တာပေါ့နော်။လေဘင်းကကြက်သားတွေစပြီးတော့တောင့်တယ်တောင့်တဲ့အခါကျမှလေဘင်းကြီးကတောက်တောင်ကြီးဖြစ်သွားတာပေါ့နော်။မေးကြီးကတောက်တောင်ကြီးဖြစ်သွားတာပေါ့။အဲ့မှာနေတဆင့်တခြားကြက်သားတွေကိုတဖြည်းဖြည်းနဲ့လိုက်လာတာပေါ့နော်။ဥပမာကျွန်တော်တို့ဒီပခုံးကြက်သားတွေခြေထောက်ကြက်သားတွေတောင့်မယ်ဆိုရင်လူကြီးကတောက်တောင်ကြီးဖြစ်သွားမယ်။အဲ့ရမှာတဆင့်ပိုဆိုးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အသက်ရှူလမ်းကြောင်းမှာရှိတဲ့ကြွက်သားတွေကိုတွားပြီးတော့တောင်းလိုက်ပြီဆိုလို့ရှိရင်အသက်ရှူလမ်းကြောင်းပိတ်သွားမယ်အသက်မရှူနိုင်တော့ဘူးဖြစ်သွားမှာပေါ့နော်အဆုတ်တွေဒါလေပြုံတွေကအကုန်အကောင်းတိုင်းပဲဒါပေမဲ့အသက်ရှူဖို့အတွက်ကြွက်သားတွေမရှိတော့တဲ့အတွက်ကြွက်သားတွေကဘယ်လိုပြောရမလဲဒီတောင့်သွားတဲ့အတွက်ကျွန်တော်တို့အသက်ရှူလို့မရတော့ဘူးပေါ့နော်အဲ့ထက်ပိုဆိုးလာရင်တော့နှလုံးကြွက်သားတောင့်သွားတာပေါ့နော်နှလုံးကြွက်သားတောင့်သွားရင်တော့ဒါနှလုံးမခုန်တော့ဘဲနဲ့ဒါအသက်တည်ဆုံးသွားနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့မိခိုင်ယောဂါပေါ့နော်အသက်အန္တရာယ်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ထိခိုက်ရှာနာဖြစ်တဲ့အခါခွေးကိုက်တဲ့အခါကြောင်ကိုက်တဲ့အခါเนาะကြောင်ကုတ်တဲ့အခါပြီးရင်ကျွန်တော်တို့ကြွက်တွေပါတွေကိုက်တဲ့အခါလင်းနိုးတွေပါတွေကိုက်တဲ့အခါဒါမှမဟုတ်တန်ဆူးတဲ့အခါမတန်ရှင်းတဲ့ဟလာအရာတစ်ခုနဲ့ထိခိုက်ရှာနာဖြစ်နေတဲ့အခါအက်ဆီဒန့်တွေဖြစ်မိတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒါမေးခိုင်ကာဝယ်ဆေးကိုထိုးတင်ပါတယ်ဒီမေးခိုင်ကာဝယ်ဆေးကိုပေါ့နော်ကျွန်တော်တို့ငငယ်ရလဲထိုးရတယ်ပေါ့နော်ကျွန်တော်တို့ဒီ2လ4လ6လမှာဆိုလို့ရှိရင်စုပ်စိုးကျက်နာမေးခိုင်ဆိုပြီးတော့အဲ့ဒီထိုးရတဲ့ထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်တို့ကအဲ့ဒါကိုတွားပြီးယုံလို့မရဘူးပေါ့နော်ကျွန်တော်တို့ကဆေးထိုးထားပြီးတော့ခန္ဓာကိုယ်ထဲမှာဒီကာကွယ်နိုင်တဲ့နှုံးကအသက်ကြီးလာတာနဲ့များကျသွားတတ်တယ်ပေါ့နော်အဲ့ဒါကိုပြန်တင်ဖို့ဆိုပြီးတော့ထိခိုက်ရှာနာမဖြစ်ဘဲနဲ့လေထိုးလို့ရတယ်ပေါ့နော်အဲ့ဒါဘယ်ချိန်ဒီမှာထိုးလို့ရလဲဆိုအသက်10နှစ်မှာတစ်ခါပြန်ထိုးလို့ရတယ်အသက်50ကြာရင်ပြန်ထိုးလို့ရတယ်ပေါ့နော်အဲ့ဒါအပြင်ကျွန်တော်တို့ထိခိုက်ရှာနာဖြစ်တိုင်းမှာကျွန်တော်တို့ဒီကာဝယ်ဆေးကိုထိုးပေးရမှာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဒီထိခိုက်ရှာနာတွေဖြစ်တဲ့အခါမှာဒီကာဝယ်ဆေးကိုထိုးဖို့မမေ့သင့်ဘူးပေါ့နော်အဲ့တော့ဒီယောဂါခံစားနေရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုကုရလဲဆိုအိမ်မှာလည်းကုလို့မရအောင်ဆေးကမ်းမှာလည်းကုလို့မရပါဘူးဆေးရုံတင်ရတာပေါ့နော်ဘာလို့လဲဆိုတော့ဒီကြွက်သားတွေတောင့်သွားတာဖြစ်တဲ့ကြောင့်မလို့ဒီကြွက်သားတွေကိုတောင့်သွားတဲ့ကြွက်သားတွေပြန်အလုတ်လုံနိုင်ဖို့အတွက်ကိုကျွန်တော်တို့ဆေးရုံသွားပြီးတော့ကျွန်တော်ကုရတာပါအဲ့တော့ခြေလက်တွေကြွက်သားတွေအရန်တောင့်လာလို့ရှိရင်လူကတက်ပါတယ်အဲ့ကြတော့ကျွန်တော်တို့အသက်ကျဆေးတွေပေးရတယ်ပိုးဝင်ပိုးတက်ဆေးတွေပေးရတယ်အသက်မရှူနိုင်တော့ဘူးပေါ့နော်ဒီနှလုံးကြွက်သားတွေမဟုတ်သေးဘဲနဲ့ကျွန်တော်တို့အဆုတ်ကအသက်ရှူဖို့အတွက်ကိုရင်ဘက်ကကြွက်သားတွေကကျွန်တော်တို့မလုံနိုင်တော့ဘူးဆိုလို့ရှိရင်အသက်ရှူဆက်အတုပေါ့နော်ဒါ incubator လို့ခေါ်တာပေါ့နော်အဲ့ဒါဆက်ကြီးတက်ပြီးပါးစပ်မှာတက်ပြီးတော့ကျွန်တော်တို့အဲ့ဒါကြီးတက်ထားရပါတယ်ပေါ့နော်နှလုံးမခုန်နိုင်တော့နှလုံးကြွက်သားတွေတောင့်သွားလို့ရှိရင်ကျွန်တော်တို့ရုပ်ရှင်ဇာတ်ကားတွေထဲမှာကြည်ဘူးလို့ဒီနှလုံးကိုပေါ့နော်ဒါကျွန်တော်တို့နှလုံးဆက်ကြီးတွေနဲ့ဒါနှလုံးခုန်ဆက်ကြီးတွေနဲ့ရိုက်ပြီးရတာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမေးကန်ကာဝယ်ဆေးကိုထိခိုက်ရှာနာဖြစ်တိုင်းမှာပေါ့နော်ထိုးပေးဖို့ဒါအကြံပြုပါတယ်ဒါကိုမမေ့သင့်ပါဘူးเนาะမေ့လို့ဖြစ်သွားပြီဆိုရင်ကိုယ့်အသက်အန္တရာယ်စိုးရင်ရတဲ့ယောဂဖြစ်လို့ပါမင်္ဂလာပါကျွန်တော်ဒေါက်တာဘုံဖြစ်ပါတယ်